ခုချိန်ကြီးကက်ကက်မှာမြန်မာဖောက်မရသေးဘူးဆိုလို့ရှိရင်ဒီဗီဒီယိုကြည့်လိုက်ပါနော်ပထမဆုံးအနေနဲ့ကျွန်တော်တို့စာရိုက်ဖို့အတွက်ဒီ S test ဆိုတာလေးကိုနှိပ်မယ်ပြီးရင်ဒီအပေါ်ကဖြစ်ဖြစ်အောက်ကဖြစ်ဖြစ် enter test ဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးရင်ဒီအပေါ်တန်းတွေက font ဆိုတဲ့ဟာလေးကိုနှိပ်မယ်အဲ font ဆိုတဲ့ဟာလေးနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ကအဲ့မှာအောက်မှာ font တွေများရွေးစရာရှိပါတော့အဲ့ font တွေရွေးရတဲ့အထဲမှာအတန်းလိုက်ကိုကျွန်တော်တို့ကလိုက်ပြီးဆွဲကြည့်မယ်အဲ့ဒီမှာ my font ဆိုတာကိုရှာမယ်ပေါ့နော်ပထမဆုံးအနေနဲ့ my font ကစသုံးလာတာဆိုရင်နောက်ဆုံးမှာပဲရှိတတ်တယ်ကျွန်တော်တို့ဒီမှာ font တွေထည့်ပြီးသားမလို့ရှေ့ဆုံးရောက်နေပေါ့နော် okay အဲ့တော့ my font ကိုတွေ့ပြီဆိုရင် my font ကိုနှိပ်မယ်ပေါ့နော် my font လေးကိုနှိပ်ပြီးအောက်က s ဆိုတာလေးနှိပ်ပြီးဒီဘက်က my font ပေးရမြားလေးကိုပြန်နှိပ်မယ်နှိပ်လိုက်တဲ့အခါမှာကျွန်တော်တို့က file manager တွေကိုရှောက်တော့မှာပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ဒီဖောင်းထားတဲ့ဟာကိုရှာမှာပေါ့နော်အပေါ်တက်တွေရှာလို့ရသလိုဒီဘေးကမြင်းသုံးချောင်းလေးကိုလည်းနှိပ်ပြီးတော့ရှာလို့ရပါတယ်ကျွန်တော်တို့လိုချင်တဲ့ဖောင်းလေးရပြီဆိုရင်တော့ select ပေးလိုက်ရင် file ရလို့ဆိုပြီးတော့ထဲကိုရောက်သွားပါပြီအဲ့ဒီမှာကျွန်တော်တို့ကကိုသုံးချင်တဲ့ဖောင်းလေးကို select မှတ်ပြီးတော့မြန်မာဖောင်းလေးကိုရွေးပြီးတော့ကျွန်တော်စာရိုက်လို့ရပြီပေါ့နော်စာရိုက်ခါမှာကျွန်တော်တို့ကတချင်းစာသားထုံးမယ်တချင်းစာသားလေးရိုက်မယ်ပေါ့နော်ဒီမှာတော့ကျွန်တော်ကတချင်းစာသားထုံးအောင်လို့တချင်းစာသားလေးရေးလိုက်ပါတယ်ဒီကျောင်းစင်းတဲ့ချိန်မိုးပွဲကျောင်းစင်းတဲ့ချိန်မိုးတဲတဲရွာလွယ်လေးနဲ့ကောက်ပါလိမ့်ပေါ့နော်အဲ့ဒါလေးကျွန်တော်ဒီမှာစာလေးရိုက်လိုက်တယ်โอเคဒါဆိုရင်တော့မြန်မာဖောင်းအမှန်တာလေးရိုက်ပေါ့နော်ဒါဆိုရင်စာရိုက်ပြီးကျွန်တော်တို့ကစာလေးကိုနေရာချမယ်အမှန်ကြီးလေးပေးပြီးတော့အဆင်ပြေပြီပေါ့နော်ကျွန်တော်အောက်မှာတခြားဒီဇိုင်းတွေပြောင်းနေလည်းပြောင်းနေရတယ်ကျွန်တော်ကတော့မြန်မာစာမှန်ညာအဓိကပြောတာဖြစ်တဲ့အတွက်မပြောပြတော့ဘူးပေါ့နော်သိကျင်တာရှင်းအောင်မေးခဲ့ပါစာရိုက်လို့ပြီးပြီဆိုတော့ဒါလေးကလေးကြအောင်အားလုံးပဲအဆင်ပြေကြပါစေဗျာနောက်ထပ်တင်တဲ့ content လေးသိအောင် follow like comment share လေးလုပ်ပြီးတော့ပါအောင်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်